အချိန်နိုင်ကောင်ကိုပေးတဲ့ဖျားရှင်နာမတော်ကဘာဆက်စပုံးကြည်ပါစေအရောက်တိုင်းပေါ်မှာလဲဖျားရှင်တာ၍ကောင်းချီးပေးပါစေဒီနေ့ကျွန်တော်တို့ဖျားရဲ့ကျေးဇူးတော်ကြောင့်ဖျားရှင်ပြင်ဆင်ပေးတဲ့နေ့ရက်တစ်ထဲမှာဖျားရဲ့နှုတ်ကပတ်တော်အဖြစ်ကျွန်တော်တို့အတူတကွခွန်အားယူဖို့ရန်ကောရိန္သုဩဝါဒစာဒုတိယစာဆောင်ခန်းကြီး9အငယ်9အဖြစ်အတူတကွခွန်အားယူဖို့ဖြစ်ပါတယ်ကောရိန္သုဩဝါဒစာဒုတိယစာဆောင်ခန်းကြီး9အငယ်ခွန်းလူတိုင်းကိုယ်လိုလျောက်လူရ၏နှမျောသောစိတ်နှင့်မလူရမလူဘဲမနေရဟုစိတ်ထင်နှင့်မလူရအကြောင်းမူကားစေတနာစိတ်နှင့်လှူသောသူကိုယ်သာဘုရားသခင်နှစ်သက်တော်မူ၏ဖတ်ကြားသွားတဲ့ကျမ်းစာအဖြစ်ကျမ်းနာသူရောက်တိုင်းပေါ်မှာဖျားရှင်ကောင်းချီးပေးပါစေအာမင်ကျွန်တော်တို့ဒီနေ့နှုတ်ကပတ်တော်ကကျွန်တော်တို့ကိုဘာဖော်ပြနေလဲဘာပြောနေလဲဆိုတော့လူတိုင်းကိုယ်အလိုလျောက်လူလို့ရတယ်လူခွင့်ရှိတယ်တိုးတော်လဲဖခင်ကဘာပြောထားလဲဆိုတော့နှမျောတဲ့စိတ်နဲ့မလူရဘူးတဲ့ပြီးတော့မလူပဲမနေရဆိုတဲ့စိတ်နဲ့လည်းမလူရဘူးဆိုပြီးတော့ပြောထားတယ်အဲ့ဒီအရာတွေကိုဖခင်သခင်ဒီမနှစ်သက်ဘူးဖခင်သခင်နှစ်သက်တဲ့အလှကစေရနာစိတ်နဲ့လူတဲ့အလှကိုယ်တိုင်လျင်နှစ်သက်တာဖြစ်တယ်ဆိုတာကိုဒီနှုတ်ကပတ်တော်အဖြစ်ကျွန်တော်တို့တွေ့ရပါတယ်အဲ့တော့ကျွန်တော်တို့ပေးကမ်းတဲ့နေရာမှာလူတန်းတဲ့နေရာမှာကျွန်တော်တို့နှမျောတွန့်တူပြီးတော့ပေးမယ်ဆိုရင်ဒီနေ့အဲ့ဒါဖျားကြိုက်နှစ်တဲ့အလှမဟုတ်ဘူးဆိုတာတော့သိဖို့ဖြစ်ပါတယ်နောက်ဒုတိယချက်အနေနဲ့မလူမနေရဟုစိတ်ထင်နဲ့မလူရဘူးတဲ့မလူမနေရစိတ်ထင်နဲ့လူတဲ့အလှကိုလည်းဖျားကမနှစ်သက်ဘူးဆိုတာတွေ့ရတယ်ကျွန်တော်ဒီနေ့ခရစ်လောကထဲမှာဘာတွေတွေ့ကြုံရလဲဆိုတော့အလှလူတဲ့အခါမှာဆေဘိုရဘိုပဲဖြစ်ဖြစ်မျိုးစိပဲဖြစ်ဖြစ်ကျွန်တော်အလှငွေပဲဖြစ်ပါဝင်တဲ့အခါမှာလူတွေကဘလို့ပါဝင်တာကျွန်တော်တချို့တွေပေါ့နော်တချို့တွေမှာတွေ့ရလဲဆိုရင်ဟာကိုယ့်ရဲ့အမျိုးထဲမှာပါစတာဖြစ်တဲ့အတွက်ကိုယ့်ရဲ့အတိမိတ်ဆွေထဲမှာဒါဧဝံဂေလိဆရာဖြစ်တဲ့အတွက်ကိုယ်တငယ်ချင်းဖြစ်တဲ့အတွက်ဆိုပြီးတော့ကျွန်တော်တို့ကအလူငွေတွေပါဝင်တတ်တဲ့မျိုးစိတွေကျဲတတ်ကြတယ်ဆေဘိုရဘိုတွေပြီးတတ်ကြတယ်ကိုအတိမိတ်ဆွေတယောက်လုံးကိုအမျိုးရဲ့တယောက်လုံးဒီလိုအမှုတော်ဆောင်နေတဲ့နေရာမှာငါတို့မပါဝင်တော့မကောင်းဘူးဆိုတဲ့စိတ်တွေနဲ့ဒီနေ့ပါဝင်တာတွေ့ရတယ်ပေါ့နော်တချို့တွေရဲ့ဒီနေ့ကျွန်တော်စဉ်းစားကြည့်တဲ့အခါမှာဒီအရာတွေကတကယ်ရောကျွန်တော်တို့ဖျားချိုက်နှစ်သက်မဲ့အရာဖြစ်မလားဆိုတာလေဒီချာလေးကျွန်တော်တို့တုံးတက်ဖို့အရေးကြီးပါတယ်ဒီနေ့ဖျားချိုက်နှစ်သက်တာကမလူပဲမနေရဆိုတဲ့စိတ်နဲ့လူချင်းကိုဖျားမနှစ်သက်ပါဘူးဖျားချိုက်နှစ်သက်တာကဘာလဲဆိုတော့စေရနာစိတ်နဲ့လူတဲ့အလှကိုပဲဘုရားသခင်ကနှစ်သက်တာဖြစ်ပါတယ်ကိုယ့်ရဲ့အတိပဲဖြစ်ဖြစ်ကိုယ့်ရဲ့အတိမဟုတ်တဲ့သူပဲဖြစ်ဖြစ်ကိုယ့်ရဲ့အမျိုးပဲဖြစ်ဖြစ်ကိုယ့်ရဲ့အမျိုးတွေကမဟုတ်တဲ့သူပဲဖြစ်ဖြစ်ဒီနေ့ဖျားရဲ့အမှုတော်မြတ်အတွက်ပါဝင်တဲ့နေရာမှာအလှငွေပါဝင်တာပဲဖြစ်ဖြစ်ယုံကြည်ခြင်းမျိုးစိပါဝင်တာပဲဖြစ်ဖြစ်စေဘုရဘုပါဝင်တာပဲဖြစ်ဖြစ်ဒီနေ့ပါဝင်တဲ့အလှငွေတိုင်းဒီစေတနာစိတ်ရှိဖို့အမတမအရေးကြီးတာဖြစ်ပါတယ်စေတနာစိတ်နဲ့လှူတဲ့အလှကိုပဲဖျားသခင်ကလက်ခံနေဆိုတာကိုကျမ်းစာကအတိလေကျွန်တော်တို့ဖော်ပြထားတာတွေ့ရပါတယ်ကိုအတိမို့လို့မလူရင်တော့မကောင်းဘူးကိုအမျိုးတွေကမို့လို့မလူရင်တော့မကောင်းဘူးကိုရဲ့ဆရာမို့လို့မလူရင်တော့မကောင်းဘူးဆိုတဲ့စိတ်မျိုးနဲ့လှူတာကဒီနေ့ဖျားနှစ်သက်တဲ့အလှမဟုတ်ဘူးဆိုတာနှုတ်ကပတ်တော်အဖြစ်ဒီနေ့သိစေခြင်းနဲ့ရှမတဲ့အခန်းကြီး6အငယ်3မှာတခင်ယေရှုကဗာပြောလဲဆိုတော့တင်ဒီအလှဒါနကိုပေးတော့အခါပေးချောင်းကိုမထင်ရှားစေခြင်းငှလက်ရလက်ပြုတ်သည့်အမှုကိုလက်ဝဲလက်မြမတိစေနဲ့တဲ့ဒီကျွန်တော်အလှဒါနပြုတဲ့အခါမှာတဲ့ဒီလက်ရလက်ပေးတဲ့အရာကိုလက်ဝဲလက်တောင်မှမတိစေနဲ့လို့သခင်ယေရှုကမိန့်တော်မူထားတာကိုကျွန်တော်တို့တွေ့ရတယ်။ဒါကြောင့်မလို့ကျွန်တော်တို့ရဲ့အတ္တတာထဲမှာပေးကမ်းလှူဒန်းတဲ့အခါမှာကျွန်တော်တို့အရေးကြီးတာကဒီနေ့သူတစ်ပါးတွေတိဖို့လည်းမဟုတ်ဘူး။သူတစ်ပါးတွေရှေ့မှာကြော်ညာဖို့လည်းမဟုတ်ဘူး။ကိုယ်တိုင်စေတနာစိတ်အပြည့်နဲ့
ပေးလူတဲ့အရာကိုဒီနေ့ဖျားတိရင်ရပြီဖျားတိဖို့ကအရေးကြီးဆုံးပဲဆိုတာကိုဒီနေ့ကျွန်တော်တို့ကိုယ့်ရဲ့အတ္တတာထဲမှာပြန်လည်ပြီးတော့ဆင်ခြင်ကြရအောင်ကိုယ့်အတိမို့လို့ပေးခြင်းကိုယ့်မျိုးမို့လို့ပေးခြင်းဆိုတာထက်စေရနာစိတ်နဲ့မိတုကိုမဆိုပေးကမ်းခြင်းကတာလျင်ဖျားသခင်ကြိုက်နှစ်သက်တဲ့အရာဖြစ်ပါတယ်ပေါ့နော်ဒါကြောင့်မလို့ဒီနေ့ကျွန်တော်တို့ဘယ်လိုပုံစံနဲ့ပေးလူကြလဲဘယ်လိုပုံစံနဲ့မျိုးစီကျဲကြလဲဘယ်လိုပုံစံနဲ့အလူငွေထည့်ကြလဲဆိုတာကိုယ့်ရဲ့အတ္တတာထဲမှာပြန်လဲစဉ်းစားဆင်ခြင်ဖို့ဒီနှုတ်ကပတ်တော်ကဖော်ပြနေတာဖြစ်ပါတယ်စေတနာစိတ်နဲ့ကျွန်တော်ပေးကမ်းသလားစေတနာစိတ်နဲ့လူသလားဆိုတာကိုဒီနေ့ဆင်ခြင်ပြီးတော့ကိုယ့်ရဲ့အတ္တတာထဲမှာတကယ်ပဲဖျားကြိုက်နှစ်သက်တဲ့ပေးကမ်းလူတန်းခြင်းအဖြစ်လူတန်းတဲ့သူများဖြစ်ဖို့ဒီနှုတ်ကပတ်တော်အဖြစ်ခွာပေးတိုက်တွန်းချင်ပါတယ်အရောက်တိုင်းဖျားကောင်းကြီးပေးပါစေအာမင်